SolidWorks မှာဒီ component ရေးဆွဲနည်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကကျွန်တော်တို့ SolidWorks ကိုခုမှစပြီးလေ့လာနေသူတွေကိုရည်ရွယ်ပြီးပြုလုပ်ပေးထားတဲ့ဗီဒီယိုဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ front plane မှာ sketch ဝင်လိုက်မယ်ဆန္ဒလမ်းတစ်ချောင်းဆွဲလိုက်ပါပြီးဆိုရင်တော့ကျွန်တော်တို့ sketch profile တစ်ခုဆွဲပါတော့ဒီကျွန်တော်တို့သွားကျင်တဲ့ revolving axis ပုံစံသွားမယ် sketch profile တစ်ခုကိုဆွဲလိုက်မှာဖြစ်ပါတယ်ပြီးမှကျွန်တော်တို့က dimension လိုက်ပြီးတော့သတ်မှတ်ပေးမှာဖြစ်ပါတယ် dimension ကိုတော့ကျွန်တော်ဒီ origin 0 မှတ်ကနေမူတည်ပြီးတော့ကျွန်တော်တို့သတ်မှတ်ပေးမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒီ point နဲ့ဒီ center နဲ့ကို diameter 20ပေါ့နော်ထားပေးလိုက်မယ်လမ်းကိုတော့ကျွန်တော်100ထားပေးလိုက်မယ်နော်ပြီးဆိုရင်ဒီအတက်နဲ့ကျွန်တော်တို့0မှတ်နဲ့ကို40ထားပေးလိုက်ပါတော့40 mm ထားပေးလိုက်ပါ40 mm ပြီးဆိုရင်ကျွန်တော်တို့ကဒီ point နဲ့ဒီ point ရဲ့ diameter ပေါ့နော် diameter သတ်မှတ်ပေးရမှာဖြစ်ပါတယ်ဒီ point diameter ကိုကျွန်တော်တို့က25 mm ထားပေးလိုက်မယ်25 mm ထားပေးလိုက်ပါပြီးဒီအသေးဆုံးစာကဲပေါ့နော်အသေးဆုံးစာကဲကိုတော့ကျွန်တော်ဒီ center line ကိုဒီလိုမျိုးပေါ့နော်အပြင်ကိုထုတ်ပြီးထိုးရဆိုရင်ဒါ diameter သဘော diameter ပေးလို့ရပါတော့တော့ကျွန်တော်တို့ robot ဘက်မှာဖြစ်တဲ့တော့နော် diameter အပြည့်ပေးရမှာဖြစ်ပါတယ် robot ဘက်မှာဖြစ်ပါတယ်ဒါ16ထားပေးလိုက်ရနော်ဒါဆိုတော့ကျွန်တော် robot default base လို့ပြီးဆုံးသွားပြီဖြစ်ပါတယ်နောက်တစ်ဆင့်အနေနဲ့ကျွန်တော် top plane မှာ sketch ဝင်လိုက်ပါနော်ကျွန်တော် slot ပုံစံလေးဖောက်ထုတ်မှာဖြစ်ပါတယ်ဒီတစ်ဆင့်ကတော့ slot ပုံစံဖောက်ထုတ်မှာဖြစ်တဲ့အတွက် slot 2ကိုကျွန်တော်ဝင်ပြီး slot လေးတစ်ခုဆွဲလိုက်ပါနော် straight slot လေးတစ်ခုဆွဲလိုက်ပါslot ရဲ့ distance ကတော့ 10.2 ပေါ့နော် 10.2 ထားပေးလိုက်မယ်ဒီ slot နဲ့10ပေါ့နော်10ထားပေးလိုက်မယ် sorry ဒီ slot နဲ့ကျွန်တော်တို့တန်းကြံပေါ့တန်းကြံ20ပေါ့နော်20ကိုကျွန်တော်ဆက် short အောင်12ထားပေးမယ်နော်12ဖြစ်ပါတယ်ဒီ slot ရဲ့ကျွန်တော်တို့လမ်းပေါ့နော် slot ရဲ့လမ်းကတော့20ထားပေးလိုက်ပေါ့နော်20ဆိုရင်တော့ဒါဆိုကျွန်တော်တို့ကဒီ dimension drawing dimension တစ်ချက်ပြန်ကြည့်မယ်ပြန်ကြည့်ပြီးသွားရင်ဒီကတော့ကျွန်တော်ဒီ20ကိုပြန်ပြရမှာဖြစ်ပါတယ်ဒီ slot ဟိုဘက်တန်းကြံဒီဘက်တန်းကြံကို20ပေးထားတဲ့သဘောပါဒီတန်းကြံကိုတစ်ချက်ထောက်လိုက်ပါ8 key ကိုနှိပ်ပြီးတော့ဒီတန်းကြံနှစ်ခုကိုပေးလို့လည်းရပါတယ်8 key ကိုနှိပ်ပြီးတော့တန်းကြံကိုထောက်ဟိုဘက်တန်းကြံကိုထောက်ပြီးကျွန်တော် dimension သတ်မှတ်လို့ရပါတယ်20ထားပေးလိုက်ပါပြီးရင်တော့ cut h2 နဲ့ကျွန်တော်တို့ဖောက်ထုတ်ပေးလိုက်မှာဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်တို့လိုချင်တဲ့ slot shape ကိုလည်းဖောက်ထုတ်လုပ်ပြီးပါပြီနောက်တစ်ဆင့်အနေနဲ့ဒီမျက်နှာပြင်မှာ sketch ဝင်လိုက်ပါဘောနော် circle မျက်နှာပြင်ပေါ့နော်ဒီ shape ချောင်းရဲ့ circle မျက်နှာပြင်မှာကျွန်တော်တို့ sketch တစ်ခုဝင်ရမယ်Command and D ယူလိုက်မယ်နော်ဒီ circle ကို Command and D ယူထားလိုက်မယ်ဘေးကကျွန်တော်ဘယ်လိုပြော flat ပုတ်တဲ့ပုံစံလေးပေါ့နော်ဖဲ့ထုတ်မှာပေါ့နော်ဖဲ့ထုတ်မဲ့ပုံစံလေးကို profile ကိုတော့ဆက်မှာဖြစ်ပါတယ်ကျွန်တော်ဒီက line တစ်ချောင်းဆွဲလိုက်ပါနော် line ကို vertical ပေးလိုက်ပါ vertical relation ပေးလိုက်ရင်တက်တက်မမဖြစ်သွားမှာဖြစ်ပါတယ်ပြီးတော့ distance ထားပေးပါနော် distance ကတော့ 6 ပေါ့နော်6ထားပေးလိုက်မယ်ပြီးတော့ထားရ mirror တော့မှာနော် mirror တော့မှာဖြစ်ပါတယ် mirror တော့ရ mirror axis စနိုင်းလေးချောင်းဆွဲပေးလိုက်မယ် position line ပေးလိုက်မယ်ပြီးတော့ mirror ပြန်ဝင်မယ်ဒီ line ကို mirror တော့မှာဖြစ်ပါတယ်တခါတည်းဟိုပေါ့နော် dynamic mirror နဲ့ဒီနဲ့တော့လည်းရပါတယ်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ fault ထုံမဲ့ shape ပုံစံရရှိသွားပြီဖြစ်ပါတယ်ပေါ်ဝေးတော့ blind ထားလိုက်ပါနော် cut h2 နဲ့12ပဲ fault ထုတ်ပြီနော်12ထိပဲဒီလိုမျိုး flat ပို့လိုက်တဲ့ပုံစံလေးပေါ့ဗျာဒါဆိုတော့ကျွန်တော်တို့လိုချင်တဲ့ပုံစံရရှိသွားပြီဖြစ်ပါတယ် SolidWorks tutorial ကိုစိတ်ဝင်စားတဲ့မိတ်ဆွေများအတွက်လေ့လာနေတဲ့မိတ်ဆွေများအတွက်ကျွန်တော်ရဲ့ YouTube channel နဲ့Facebook page မှာနောက်ထပ်ဗီဒီယိုတွေထပ်မံတင်ဆက်ပေးဖို့ရှိတဲ့အတွက် like and subscribe လုပ်ပြီးတော့ကူညီပေးခဲ့ပါဦးခင်ဗျာ